ရှင်ဖေ။နောက်ထပ်မေကွန်းတစ်ခုမေးလျှောက်ခွင့်ပြုပါရှင်ဖေ။တပည့်တော်တို့မဟာတက္ကရေသာသနာတက္ကရေကောဇာတက္ကရေခရစ်တက္ကရေ BC AD တို့ကိုတဲ့တပည့်တော်နားလဲနိုင်တလောက်ရှင်းပြပေးတော်မူပါရှင်ဖေတဲ့နံပါတ်1မဟာတက္ကရေနံပါတ်2သာသနာတက္ကရေနံပါတ်3ကောဇာတက္ကရေနံပါတ်4ခရစ်တက္ကရေနံပါတ်5 BC နံပါတ်6 AD ပါရှင်ဖေတခုချင်းပြောကြည့်တာပေါ့နော်ဦးဇင်းကတော့တမိုင်းသိမ့်မကြည့်ဘူးတလားနော်ပြောကြည့်မယ်ပေါ့နော်တမနာတမိုင်းနဲ့တဆိုင်ပါတယ်မဟာတက္ကရိရှင်ဟုတ်လားနော်ဟုတ်ကဲ့ရှင်ဖေမဟာတက္ကရိဆိုတာဦးဇင်းတို့တက္ကရိဆိုတဲ့စကားလုံးကပါဠိမှာတက္ကရာဇာလာတာနော်တက္ကရာဇာကိုတက္ကရိလို့ခေါ်တယ်တက္ကဆိုတဲ့အဓိပ္ပာယ်ကသူကတိုင်းပြည်ကိုအုပ်ချုပ်ခြင်းကစွမ်းနိုင်တယ်လို့အဓိပ္ပာယ်ထွက်တယ်တက္ကဆိုတာစွမ်းနိုင်တာနော်စွမ်းနိုင်တာဘာစွမ်းနိုင်လဲမင်းတိုင်းပြည်ကိုအုပ်ချုပ်နိုင်တော့တဲ့အရေးချင်းမှရှိတယ်ရာဇာဆိုတာဘယင်ပေါ့နော်အဲ့တော့တက္ကရာဇာဆိုတာတိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့ဘယင်လို့ပြောတာနော်အဲ့တော့တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့ဘယင်တယောက်ကနေပြီးတော့နှစ်တစ်ခုကိုတတ်မှတ်လိုက်တဲ့နှစ်ကိုတက္ကရိလို့ခေါ်တာနော်တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့ဘယင်တယောက်ရဲ့တတ်မှတ်တဲ့နှစ်တစ်ခုအဲ့တော့မဟာတက္ကရိကဘယ်ကစတာလဲလို့မေးရင်နှစ်တည်းဆိုတာကတော့ဟိုအစကတည်းကကဘာဦးကလေးကနှစ်တည်းရှိပြီးသားဒါပေမဲ့ဘယင်တွေကသူ့လိုလက်ထက်ရောက်လို့ရှိရင်ဘေးနေကိန်းကနေအရာဖြတ်ပလိုက်ကြတယ်ပြပြစကြတယ်အစ်စ်အဲ့တော့ဖယားမပွင့်မီအတိုင်းတော့လည်းနှစ်တည်းအများကြီးရှိခဲ့တယ်နှစ်ပေါင်းများစွာရှိခဲ့တယ်တက္ကရိတွေကိုဖြတ်ပလိုက်ကြတယ်အဲ့တော့ဒီမဟာတက္ကရိဆိုတဲ့စကားကဘယ်ကပေါ်လာလဲဆိုတော့ဖယားရှင်ရဲ့အဘိုးတော်မယ်နော်အဘိုးဒေဝဒဟမင်းလို့ထင်တယ်နော်အဲ့ဒေဝဒဟမင်းကသူကသူ့လက်ထက်ကိုရောက်တဲ့အခါမှာဘေဒင်ကိန်းကနေအရာဘယင်းလေးဆိုတာဘေဒင်အမတန်ယုံတာလေအဲ့တော့ဘေဒင်ရဲ့ကိန်းကနေအရာသူကအရင်နှစ်တွေကိုဖြူရမယ်အရင်တက္ကရိတွေဖြူရမယ်နှစ်ပြန်စရမယ်ဆိုပြီးတော့အဲ့မှာတကူလာဆန်တရက်အနည်းကိုစလိုက်တာတကူလာဆန်တရက်နေ့ကိုပြန်သူ့လက်ထက်မှာအဲ့ဒေဝဒဟမင်းလက်ထက်မှာတကူလာဆန်တရက်နေ့ကစပြီးတော့တစ်နှစ်ပြန်စမယ်ပေါ့နော်တက်ကနေပြန်စမယ်ဆိုပြီးစလိုက်တာအဲ့တကူလာဆန်တရက်တလင်းကနေနေ့လို့ခေါ်တယ်အဲ့တရက်နေ့ကနေပြန်စတယ်အဲ့တော့အဲ့ဒါကိုမဟာတက္ကရိလို့ခေါ်လိုက်တာအဲ့တော့မဟာတက္ကရိဆိုတဲ့အသုံးနှုန်းဒီမြတ်စွာဘုရားရှင်လက်ထက်ကဘိုးတော်သူ့ရဲ့မြတ်စွာဘုရားရဲ့အဘိုးလက်ထက်ကစတာနော်အဘိုးလက်ထက်ကစတဲ့နှစ်ကိုမဟာတက္ကရိလို့ခေါ်တယ်တက္ကရိရဲ့အဓိပ္ပာယ်ကတော့တိုင်းပြည်ကိုအုပ်ချုပ်ခြင်းကစွမ်းနိုင်တဲ့ဘယင်ကတတ်မှတ်တဲ့နှစ်လို့အဓိပ္ပာယ်ထွက်တယ်နော်ဒါမဟာတက္ကရိအဓိပ္ပာယ်နောက်တစ်ခုပါလဲတင်ပါဖေနောက်တစ်ခုကသာသနာတက္ကရိပါဖေသာသနာတော်ကြရင်တက္ကရိလို့မသုံးအောင်သာသနာတော်နှစ်လို့သုံးရတယ်အဲ့တော့တက္ကရိဆိုတဲ့အသုံးတော်တချို့ကမသိဘူးအဲ့ဒါကိုသာသနာတက္ကရိဆိုတဲ့စကားလုံးကသူကမဟာတက္ကရိနဲ့ကောဇာတက္ကရိဒီနှစ်ခုမှပဲရှိတယ်ခရစ်ကိုလည်းခရစ်တက္ကရိလို့မသုံးဘူးသာသနာတော်တက္ကရိလို့မသုံးခရစ်နှစ်သာသနာနှစ်အဲ့လိုပဲနှစ်ပဲသုံးရတယ်နော်သာသနာတော်နှစ်လို့ပဲသုံးရတယ်တက္ကရိမသုံးပါဘူးအဲ့တော့သာသနာတော်နှစ်ဆိုတဲ့စကားလုံးကြတော့ဘယ်ကစလဲဆိုတော့ဘုရားရှင်ပြိဋိဘံဆန်တဲ့ဟာစတာကစုံလားပြည့်နေရစတာကစုံလားပြည့်ကျော်တရက်နေ့ကိုဒါသာသနာတော်နှစ်တရက်စတာပေါ့နော်အဲကြောင့်သာသနာတော်နှစ်ကတကူးနဲ့မသက်မှတ်ဘူးကစုံနဲ့သက်မှတ်တယ်